Tag ဒီနေ့မှာဆိုလို့ရှိရင်เนาะ Super Eins vocabulary ရဲ့အပိုင်း6ဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာဆိုရင်ဘာကိုလေ့လာသွားမလဲဆိုတော့နေရာပေါ့เนาะသွားလေသွားထားရှိတဲ့နေရာတွေကိုပေါ့เนาะခေါ်ပေါ်တာဥပမာနဲ့အိမ်ကိုဘယ်လိုခေါ်တာလဲပေါ့เนาะအဲ့လိုမျိုးနေရာတဲ့ location တွေကိုဘယ်လိုခေါ်တယ်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီနေရာကိုဆိုလို့ရှိရင်ဂျာမန်စာမှာဆိုရင်အနေနဲ့ their Platz အများဆိုရင်ဒီ Plätze ဆိုပြီးတော့မှခေါ်ပါတယ်အဲ့တော့ပထမဦးဆုံးတစ်ခုအနေနဲ့ကိုအိမ်ကိုပြောတာပေါ့နော်အိမ်ဆိုလို့ရှိရင် das Haus เนาะအဲ့ဒါကအိမ်ကိုပြောတာကိုအိမ်မဟုတ်ဘူးပေါ့နော်ဒီ Häuser ဆိုရင်တော့အိမ်တွေအများကြီးအကယ်လို့ကိုဒါကငါအိမ်ပါလို့ပြောချင်တယ်ဆိုရင် Das is mein Haus ဒါပေမဲ့ငါကအိမ်မှာဆိုလို့ရှိရင်เนาะကိုရဲ့အဲ့ဒီအိမ်မှာဆိုရင်ကိုအိမ်မှာကိုကသွားပြီးတော့မှတည်ရှိနေတယ်ကိုအိမ်မှာရောက်နေတယ်ပေါ့နော်အပြင်မရောက်နေဘူးအိမ်မှာဆိုလို့ရှိရင်เนาะဒီမှာဆိုရင် ich bin zu Hause ဆိုပြီးတော့မှ ich bin zu Hause မဟုတ်ဘဲနဲ့ ich bin zu Hause ဆိုပြီးတော့မှသုံးရတာဖြစ်ပါတယ်အဲ့တော့နောက်တစ်လုံးကတော့ကျောင်းပေါ့နော်ကျောင်းကိုဆိုရင်တော့အရှိကအပိုင်း၄မှာလို့ပဲပြထားပြီးပြီပေါ့နော်သူကတော့ die Schule အများက die Schulen အဲ့တော့နောက်တစ်ခုကတော့စားတောက်ဆိုင်ကိုဘယ်လိုခေါ်ရလဲဆိုတော့အင်္ဂလိပ်ကအတိုင်းပဲဒါပေမဲ့ restaurant လို့မဖတ်ဘူးအတန်တွက်ကပြောင်းတယ်ပေါ့နော် das restaurant ဆိုပြီးတော့မှပြောတာဖြစ်ပါတယ်ဒီ restaurants ပြီးတော့မှ hotel ကိုဆိုရင် das Hotel เนาะ hotel လို့တော့မဖတ်ပဲနဲ့ hotel ဆိုပြီးဖြစ်သွားတယ်စလုံးပေါင်းကတူတူပဲပေါ့နော်အများဆိုရင်လည်း s ပေါင်းပေးလိုက်တယ်ဒီ hotels နောက်တစ်ခုဆေးရုံကိုဆိုရင် das Krankenhaus အများကိုဆိုရင်ဒီ Krankenhäuser လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုရင်ဆေးရုံကိုဆိုလို့ရှိရင်စကားလုံးနှလုံးကပေါင်းထားတာဖြစ်ပါတယ်သူက crank ဆိုတဲ့ပေါ့နော်ဖျားနာသည်ဆိုတဲ့ adjective ရဲ့ဘာရဲ့ပေါင်းထားတာလဲဆိုတော့house ဆိုတဲ့အိမ်ပေါ့နော်ဒီနေရာမှာဆိုရင်အိမ်ဆိုတဲ့အဓိပ္ပာယ်တော့မဟုတ်ဘူးသူကဗာလဲဒီအဆောက်အအုံအနေနဲ့ပေါ့နော်အဲ့လိုမျိုးယူထားတာဖြစ်တယ်အဲ့တော့ crank house ဆိုလို့ရှိရင်ပေါ့နော်သူရဲ့အလယ်တန်းမှာစာလုံးတွေကိုကတ်တော့မယ်ဆိုလို့ရှိရင်အလယ်မှာ an တို့ပါလို့ထည့်ပေးရပေါ့နော်အဲ့လိုမျိုးတခြားစကားလုံးတွေကြတော့လေအလယ်မှာဆိုရင်ပူးတဲ့အခါမှာ s တွေထည့်ပေးကြပါတယ်ဒီတစ်လုံးကတော့ an ထည့်ပေးထားတာဖြစ်တယ် cranken house အဲ့လိုမျိုးပေါ့နော်အဲ့တော့ဖျားနာတာရဲ့အဆောက်အုံရဲ့ပေါင်းတော့ပေါ့နော်ဖျားတဲ့လူတွေနေမကောင်းတဲ့လူတွေကိုလာကုတဲ့နေရာဖြစ်တဲ့ဆေးရုံဖြစ်သွားတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီမှာဆိုရင်ဒီပေါ့နော်ဈေးဝယ်မဲ့စူပါမားကတ်တွေကိုဘယ်လိုခေါ်တာလဲပေါ့နော်စူပါမားကတ်ကကြတော့ဒီတိုင်းပေါ့နော် das နဲ့စူပါမားကတ်ဆိုပြီးတော့တွဲပြောလိုက်တာတော့မဟုတ်ဘူးဘယ်လိုမျိုးလဲဆိုလို့ရှိရင် der Supermarktဂျာမန်စာမှာဆိုလို့ရှိရင်ရိုးရိုးဈေးကိုဆိုရင်ရိုးရိုး market ကိုဆိုလို့ရှိရင် der Markt ဆိုပြီးတော့မှခေါ်တာဖြစ်တယ်အဲ့တော့ supermarket ဆိုတော့ supermarket ဒီမှာဆိုရင် s က z အတန်နဲ့ဖတ်ပါတယ် der Supermarkt အများကိုဆိုရင်ဒီ supermarkt ဖြစ်ပါတယ်အဲ့တော့ကွာနော်စီဆိုင်ကိုဆိုလို့ရှိရင်ဘယ်လိုခေါ်လဲပေါ့နော်ကားစီဖြည့်တဲ့ဆိုင်ကိုဆိုရင် petrol station ကိုဆိုလို့ရှိရင်တော့ die Tankstelle လို့ဖတ်ပါတယ်ဒါကတော့အနေပေါ့နော်အများကကြတော့ n ပေါင်းပေးပါတယ် die Tankstellen ပေါ့နော်အဲ့တော့ article d နဲ့လည်းဖြစ်တယ်ဒီပေါ့နော် a နဲ့လည်းဆုံးတယ် e လေးနဲ့ဆုံးတယ်ဆိုလို့ရှိရင်အများဆိုရင် n နဲ့ပေါင်းကြတာများတယ်ပေါ့နော်အဲ့တော့ဒီပါဆိုလို့ရှိရင်တစ်ချက်အနေနဲ့ပေါ့နော်ဒီမှာသူကနောက်ဥမာအနေနဲ့အနောက်မှာဆိုလို့ရှိရင် article တွေပေါ့နော်ဒီပေါ့နော်ခွဲလို့မရဘူးเนาะဒီ desk ကိုခွဲလို့မရဘူးဆိုလို့ရှိရင်အနောက်မှာ e ပေါ့နော် a နဲ့ဆုံးသလားဆိုတာကိုကြည့်ပါ a နဲ့ဆုံးတာတွေအများစုကကြတော့ article d ဖြစ်တယ်ဒါပေမဲ့เนาะတစ်ခုတော့ရှိတယ် der Name เนาะ der Name နာမည်ပေါ့နော်အဲ့တော့ကြောင့်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုယ့်နာမည်ကဘယ်သူပါဆိုရင် my
Name ပေါ့နော် minor Name မရှိဘူးပေါ့နော် My name is ဆိုပြီးတော့မှကိုယ့်နာမည်ကိုမိတ်ဆက်ကြတာဖြစ်ပါတယ်ဒါကတော့ Name ကတော့ဒီပေါ့နော်ချွင်းချက်တွေပေါ့နော်ချွင်းချက်အချို့တွေကတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ဒီနေ့ပေါ့နော်သင်မဲ့စကားလုံးတွေကတော့ဒီလောက်ပါပဲဒါပေါ့နော်အခုမှဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှဖတ်ပြပေးသွားမှာဖြစ်ပါတယ် Das Haus die Häuser Das ist mein Haus ich bin zu Hause die Schule die Schulen das Restaurant die Restaurants das Hotel die Hotels das Krankenhaus die Krankenhäuser der Supermarkt die Supermärkte die Tankstelle die Tankstellen အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲ Tschüss auf Wiedersehen